အေးစာကြီးပေကြီးခက်ကြီးကြီးနဲ့ဖြီးပြီးပြောရရင်ကောင်းမလားအနုပညာလည်းလုံးကိုစီသုံးပြီးမြောက်ပင်ပြောရရင်ကောင်းမလားဒီပရိသတ်ပြောစရာပြင်းကြီးအောင်ကျုပ်စင်ရောကလေကြော်ညာတစ်ချင်းလေးကိုပြောပြရင်ကောင်းဘာမှမပြောတာကောင်းပါလေဘာလို့ပါရအဲ့တော့မလို့ဘာလို့ပြောဟေးလူခမရလည်းဟိုဘက်ကလူကျုပ်ပြည်တဲ့တီဗီသားတွေပြောနေတဲ့တူကတော့ချင်းကူမာတွေခမရမေတို့မတို့နမတို့ဦးကြီးတို့ဒေါ်ကြီးတို့ဟုတ်ဘူးလားကျွန်တော်တီးမှာပေါ့သူဘာလို့ပြောခိုင်းနေမှာလဲငါမသိတယ်ကွာပြောမှာဒီနေရာမှာဒီစကားကိုပြောဖို့ကြီးချမောင်ရွက်ကိုတလားလုံးစားပြီးဒီလုံးလိုက်ထားဟုတ်တာတွေပြောပြန်ပြီငါချမောင်ရွက်တလားလုံးပြီးဒီလုံးလိုက်မင်းပူပါလားမင်းတော့ဘာလို့ချမောင်ရွက်ရှင်းတပြီးလုံးအေးအဲ့စကားပြောနေဝတ်သားကြက်သားကျွေးတဲ့ညနေနဲ့ပြောဟာကွာဝတ်သားကြက်သားကျွေးတဲ့ထဲ့ပြောဝတ်သားကြက်သားဝတ်သားဟာကြက်သားပရိသတ်မလိမ်ဘူးဒီလုံးလိုက်တော့ချမောင်ရွက်ဒီစေးချက်ကြည့်လိုက်ကောင်လို့ဘာလို့ရှိရကျွေးရတာမတတ်နိုင်ဟုတ်တယ်ဗျာဆေးရပြည့်နေကြတော့ဆရာကတော့ဆိုင်သမားတွေချီဦးပေါ့မှာကြောက်လို့ဆိုပြီးပြောင်းကြည့်တယ်ဗျာပြောင်းကြည့်တယ်ဘာပြောင်းကြည့်လို့ပြောတာကွာမကြီးကြီးရဲ့ကြားရုံနဲ့သွားကြည့်လိုက်တာဒီနေရာမှာဒီစကားကိုပြောရင်အဲ့ဒီအချင်းလေးစားထားတာလားမပိတ်နဲ့ပြောမှာအဲ့လိုခမရဘာစားပြီးဒီလိုနဲ့ပြောဒီနေရာကြုံပြောနေဆိုပြောနေတယ်လို့ပြောတော့မပြောတော့ပါရပြောနေကွာအရေးရှိမင်းကဘာလို့ပြောတော့မပြောတော့ခေါင်းအောင်ဆွနေကွာပြောတော့ပါရပြောလာပါလားခမရတဲ့ငယ်ပြီမဲ့ဟဲ့ယူခမရထက်တက်လို့ဆိုင်ဝိုင်းနဲ့ဝင်ပြီးဆိုင်းเสียလုံးရသဘောပေါက်မားတာပါယူတဲ့ဟုတ်ရောပါပြန်ဗျာဟာဆွဲတယ်ဟာအိုးရငါပြင်းမယ်လေလို့ငါကြီးခံနေရတာလူကအဖျားလေးကိုနာသွားတာဒီကချီမပြပြောငါယုံနေတော့နေပုတ်မသွားမှာကိုစင်းရရိုးရိုးတော့ကွန်ပျူတာအင်တာနက်ဆောင်တစ်ခေပြောင်းနေမင်းတို့မင်းလေးဘက်ကုန်းတော့ဆိုင်တက်လာတယ်မလို့ဘူးမင်းစိန်ခါမင်းကအခုတော့ဒီလိုပဲပြောပြီပေါ့ပြောပါလေခင်ဗျာမလို့အောင်ကျွန်တော်ဆိုင်တော့မှာဘာလို့ဝါကောင်ပွဲမရှိတဲ့လာတွေတော့ကြာတော့ကိုစင်းရအဲ့ဒီရဒီလေးအိမ်လာခဲ့ပါဦးညတို့ဘယ်တော့ခေါ်လဲမင်းကဝါသူလိုက်ခေါ်တာလေအားခေါ်ဟာဝါသူလိုက်ရခေါ်ပြီးငွေတို့ဆွဲခိုင်းတာလေခဏချက်တိုးနေရှက်ခွဲတဲ့လူကြားရင်းဘာလို့လူကြားလည်းပြောစရာလားပြောတော့ပါဗျငွေတို့ဆွဲတာတော့ဟုတ်ပါတယ်ခုနှစ်ချက်တော့ဟုတ်ပါဘူး15ချက်ခင်ဗျားပြောမှာကိုဆိုးနေငါကိုယ်တိုင်ထုတ်ပေးတာလေငါကိုယ်တိုင်ထုတ်ပြန်ခဏချက်တိုးနေငွေတို့ဆွဲခိုင်းရတယ်မဟုတ်ကိုသိရတယ်ညီလေးရောလို့ညီလေးကိုကြောဘွေးပြင်ပြီးပါဦးအုံးသီးထည့်ပြအောင်ပြောသီးထည့်ပြအောင်အေးဘုရားကတော့ဝဲနေတာကောင်းတယ်လို့ရှောက်ပြောမယ်ဟုတ်တယ်ဘေးသားကျုပ်လည်းကြောဘွေးဘုရားသခင်တင်ပြီးမင်းသိခါဘာလုပ်တယ်မှန်ဘာလို့အဲယူထားတဲ့ငွေတို့အချင်းကြီးကြည်ကျင်တော့ဘုရားသခင်ရှိမှဖေမှုတော်ထောင်းပြီးတော့ဘွေးနေညံ့လာပါစီဒီဘယ်တော့ကိုကြည့်ရလဲဘွေးနေညံ့လာပါစီပြောရပါဘွေးနေညံ့လာပါစီဘယ်လိုကောလဲဆုတောင်းတော်သားနေတယ်ဆုတောင်းသားနေဘာပြောတော့မြေလားပိသက်သားရည်မကျင်တတ်တာပဲမင်းနဲ့ဗျာကျွန်တော်ကျွေးတဲ့ထမင်းစားကျွန်တော်ကျွေးတဲ့ပတ်စံယူထားတာပါတိတ်ပဲမရှိတာလူမြတ်အောင်မစူတောင်းသားတွေပါလိမ့်နဲ့ဟဲ့ခမရတို့ကျေးဇူးတရားမသိတတ်တဲ့လူနဲ့မင်းသင်္ကစကားကိုဖတ်လို့မပြောဘူးဝါရတဲ့ကျေးဇူးတရားသိတတ်တဲ့သားမင်းသင်္ခသောက်ပိတ်တဲ့ကိုထိုက်တဲ့တဲ့ကျေးဇူးဆက်ပါအောင်မယ်ခင်ဗျာဟေးကျေးဇူးတရားတော့ဘာမှမဆက်ဘူးဆိုတော့တလဲမလို့မသိလို့ပြောတာမင်းအကြည့်ပြောရလားဘာကြည့်တာလဲဘယ်လိုလုပ်အသက်ဟာမင်းတဲ့ဘယ်လိုမင်းကကျေးဇူးတရားတွေဘာတွေပြောနေအောင်မင်းပြောလို့ငါပြောဦးမယ်ပြောစမ်းကွာမင်းတို့အခုလိုချ
အခြေအနေအခုလို့နေနိုင်တာဟာ အဲ့ဒီ ငါကျေးဇူးတွေအများကြီးရှိတယ်ဆိုတော့မင်းသိမှာပါ ကိုယုံလေကိုတရားပြောသမှာကွာမင်းကလည်းမိုးဖဲနဲ့ချက်ပြော ကိုစောရှိ ဟာတော့ ခမရကျိုးတို့ကဘာကြီးရှိရ မင်းမသိရင်ငါပြောပြတယ် အဲ့ဒီကျိုးကတော့မတည်မဟုတ်တိုင်းရတော့မပြောနဲ့ မင်းအဖေအောင်မောင်းကြီးကိုယ်တိုင်အရင်တော့စိုက်မထောင်နိုင်သေးလို့ ဘာရကျုပ်ဖေကဆိုင်းမထောင်နိုင်ဘူး ဟုတ်တယ် အတိတ်လည်းမရှိအောင်ပြောနေတယ် ငါစီလာပြီးအကူကြီးတောင်းတာ အာမဖြစ်နိုင်တာ စောရှင်းရငါစိုက်တော်ကြီးနဲ့ငွေကြီးမပြည့်စုံဘူးအကူကြီးရှိရင်ပေးသားမှာငါလည်းအကူကြီးပေးလိုက်မပူနဲ့ကျုပ်အဘကြီးစီအမွေရတာရွှေတော်မူကြီးရှိတယ်အဲ့ဒါကြီးကိုထုတ်ခွဲချရောက်ပြီးရင်စိုက်ထောင်းငါအဲ့လိုအကူကြီးပေးခဲ့လို့ယခုအချိန်မှာတောင်မောင်းအောင်ထားဆိုပြီးတော့ ဟောတော့တာ အောင်မောင်းတောက်ထားညမကြီးတောင်မောင်းအောင်ထားပါလား အောင်မောင်းတောင်ထားလို့ဖြစ်သွားတာငါကြောင့်ပါ အေး ဟုတ် ခင်ဗျားတို့ကကျေးဇူးစကားကြီးကတိကတ်ပြောနေသလားဆိုရင်လေဟိုင်းပိတ်တဲ့ဆိုရှင်းဆိုတဲ့လူကျောင်းရမ်းမျိုးကိုပလက်ဖောင်းအောင်တက်တိုင်ကြည့်မယ်ဘာဝင်တောက်စားဒီဝင်တောက်စားလိုက် ငါ့ရင်ကိုပါသေး ဒီတိုင်းတိုင်းတော့ဆိုရှင်းဆိုတဲ့ကောင်လေးဘဝပြည့်ရကြီးရဲ့ဆိုပြီးတော့တပ်ပတိကိုယ်တိုင်အင်းသားကဘဝမှာဆိုတဲ့ကောင်မလေးနဲ့ပေးစားလိုက်လို့ဒီရှင်ရောက်လာမလျှောက်ဘူး ဟာလူတော်မဟုတ်ဘူးဝမ်းမာတယ်ဟာ မင်းကဝက်လေလောက်တာပဲလားကွာ တအားအော်ရဂီနှုတ်တိဖမ်းမစောရမလွယ်ဘူးရ အမသူဘိုးဘီရဲ့ရှူလုံးဘူးတွေချွားထားပြင်လို့ရော ဟုတ်ပါ ဘာရှူလုံးဘူးမှာကြီးခုံဘူးမကြီးတော့ဘူးတော့အကောင်းလို့ပါဘူးဗျာဖင်အပေါက်ကြီးနေတယ် အဲ့လိုပြောကြတော့မင်းအဖေပေးသားတဲ့မိန်းမလည်းဖင်ပေါက်ကြီးနဲ့ထမင်းရပေါက်ကြီးနဲ့ ခမီမီရရမ်းတယ်ပြောနေ ဟာ တုံညနဲ့ဘွာလုံးပခုံးပေါ်ထမ်းပြီးလမ်းလျှောက်နေလူရလား ဟုတ်မ နံပါတ်1ဆိုင်ပြတီးအောင်မယ်ကွာတီးအောင်မယ်လူရသားတွေဝါရိုက်ကြတယ် အဲ့ဒါငါဘာလို့ပြော တန်တုံးနဲ့တော့တန်းကြောင်း အဲ့ဒါမင်းကြောင့်တော့ခေါ်တာ မင်းအတော့မကြ ဟောကိုနိုင်မင်းနဲ့ဟောတော့ပါလက်စီပါတော့ဟုတ် ငါပြန်နွားမြဲမိုက်လား မင်းဆိုးလို့ကိုခြံခတ်ထားတယ် အာဈေးရော အားတော့ အဲ့ဒါနားမဟုတ်ဘူး အားတော့ စအု အဲဇအုပ်ကမုံတာမြင်းကြားကြီးနေပါဦးရ ရော ငါတို့တန်ဖိုးမဲ့လူရန်သားလို့ဘာကြောင့်ပြော ဘာလဲ တန်ဖိုးမဲ့လူရန်သား တန်ဖိုးမဲ့လူရသား ဟုတ်တယ် ကိုယ့်ကိုယ်တော့မသိဘူးလား အားတော့ ဟာဒီမှာကိုစင်ရောရတန်ဖိုးဆိုတာကိုယ်တိုင်သိမှတန်ဖိုးရှိတာဟုတ်တယ်နော်ကျွန်တော်ပြည်သက်တရားမကျန်သိပါလေခင်ဗျာတာပြည်သက်ဆိုင်းဝိုင်းနဲ့ထိုင်နေရဆိုင်းစရာ မြင်လိုက် ဟုတ်ပြီဆိုင်းစရာဆိုင်းဝိုင်းနဲ့ထိုင်နေရဆိုင်းစရာနံပါတ်1ပေါ့ စီနီယံနဲ့ဆိုမင်းကနံပါတ်1 ပြောကြမလို့ရေကုန်သိ ဟုတ်တယ် ဟုတ်ပြီဆိုင်းစရာနံပါတ်1လက်စရာနံပါတ်2ကြီးစရာနံပါတ်3မောင်းစရာနံပါတ်4ပမ်မရီစရာနံပါတ်5လဝင်းနံပါတ်6စီရီနံပါတ်9စီဝါရီနံပါတ်8 ရှင်း အစိုးရနံပါတ်9ခင်ဗျာ အစိုးရမနံပါတ်9ဆိုရင်ငါတို့လူရှင်တော်တွေကနံပါတ်10ပေါ့ ဒါပဲ ရှင်းရော ဒါတစ်စရာမှာခင်ဗျားတို့ကဘယ်နေရာမှာကိုပုံစားမရတယ်တုံရတယ် ငါတို့တော့တုံည ဟုတ်တယ် လုံးည မင်းကိုမင်းကြနံပါတ်1 အတိပြာလူတိုင်းသိတဲ့တိတောင်မှ အဲ့ဒါဆိုမင်းတွေကငါမသိလို့မင်းပြီးပါဦး ဘာလို့ မင်းကိုမင်းနံပါတ်1ဆိုလို့ အဲ အဲ့ဒီ1ကို1တိုင်းခိုင်းရင်ဘာဖြစ်လာမလဲ တင် ဒီ ပေါ့ တိုင်းမှာလည်းပေါ့ အဲ့ဒီ1တော့က3ညာလေးနှလုံးတက်လိုက်ရင်ဟော တရားဟော တရား မင်းသိခါ အဲ့တော့ မင်းတော့ကငါနှလုံးတက်လိုက်တာနဲ့တရားဖြစ်တယ်ဆိုတာမင်းသဘောပေါက်စမ်း ဒါပဲ ငယ်မပါနဲ့ဒီနှလုံးသား ဒီမှာမင်းသိခါ အဲ့တော့ အဲ့ဒီ1ပုံကို3ညာလေးနှလုံးတင်လိုက်ရင်ဟော ချက်ကွာ ဒီမိပုံငါငုတ်တုတ်တက်ထိုင်လိုက်တာနဲ့တစ်ချက်ဖြစ်တယ်ဆိုတာမင်းသဘောပေါက်စမ်း ဒါပဲ မင်းတို့လိုတစ်လုံးကြိုက်ရင်းနဲ့စကားပြောရတာဖိမရှိ အမှန်ကြီး အဲ့ဒါပါ တလုံးကြံပါတော့ကွာ အဆင်မရှိတာကွာ ခင်ဗျားတို့ကပြောတယ်ဆိုခင်ဗျားဖက်နဲ့လို့လူ ခဏလိုလိုပါ ကန့်လိုက် မင်းကမှကဏ္ဍလို့ပေါ့ နားမလို့ကွာ ကန့်လိုက်ကြီးတော့နေတာ ခင်ဗျားကကြောဖို့လူလူ သုံးဝင် နောက်ကကြီးပဲရှေ့ကဘုံဆောင်တယ် မင်းကမှပေါက်ပြလို့ပါ ဟုတ်ပြ ဟုတ်ပဲကြည်ရွက်နေတာ အေးခင်ဗျားမှတယောက်ပြီးတန်းဝင်ပူတယ်တန်းဝင်ပန်နိုင်တယ် အဲ့ဒီတော့ပဲပါ အားပြောရင်ဘယ်နေရာအစဘယ်နေရာဆုံးမှမလို့ အဲ့ဒါမင်းကြောင့်ပြောခံရတာ ဒါဈေးရောမင်းပဲလည်းငါမလိုက်ဘူးမင်းသိခပဲလည်းငါမလိုက်ဘူး မလိုက်နဲ့ ငါဘာသာငါပရိသတ်အလှပြာ အမလေးတော်ရှိရ ဟာတော့ ဒီလာတယ်ဆိုတာလာကျင်လို့လာနေတာမဟုတ်ဘူး ဘာလဲလာတော့ ငါအယောင်နေဟတ်နေတာဟတ်နေတာ မင်းကရောင်တော်ဘူးဖောနေတာဖောနေတာ သူများတွေ့ကြရတော့တဲ့ဟိုဘက်ကစီရိုတီးတဲ့ချစ်ဦးများမှန်း အဲ့လို
ရှာပြောနေကျုပ်ကဘာမှမတော့ တော့ပါဘူမဆိုတာအာရမန်ကိုဆိုတာမသိဘူး ကိုစောရှိန်ကိုစင်းရော အားလုံး တော်ပြီခင်ဗျားတို့နဲ့စကားပြောတာချင်းကုန်နေလေးကုန်နေလူအာညောင်းရောတတ်တယ်အဲ့ဒီတော့ကြောဆိုင်နေ ဒီဘောငါလည်းဒီဘော အဒီမိုင်း ဒီဘော ခင်ဗျားလူရှင်တော်ကောင်းတော့နော် ကျွန်တော်ခေါင်းဆောင် ဟု မှာ တ်ပြီလူရှင်တော်ကောင်းတော့ ဟုတ်ကဲ့ မင်းဆိုရမယ် တကယ်ဆိုမှာမဆိုချင်တက်တဲ့ ဆိုခြင်းရော ဘယ်မျက်နှာမှမထားဘူးလက်ညှိုးထုတ်ပြီးခွေးဆိုဝတ်ကိုဆိုပြမှာအဲ့ဒါ ကျွေးမရ အဲ့ ဘူး ဆိုပိုင်းမှာရန်ပြခိုင်းတာမဟုတ် ရပါတယ်ငငယ်လေးပြည့်နေတော့ပါဆဲလာ shoot come on ဟဲ့ shoot come on ချင်းဆိုရင်ရိုးရိုးဆိုရတယ် ပါ မင်းကဘာလို့ရေခဲချောင်းရောင်းနေရလဲ အဲ မင်းကလည်းကြီးကမြည်လည်းမမြည်ဘူးဖတ်နေရ နေတိုင်း ရလား ရပါမှာနော်ဟုတ်ကဲ့ shoot come on အားနေရလို့ ခင်မောင်လည်းမရှိဘူးလေ ဒီချင်းလာနေ ဆိုင်တဲ့ချင်းဆိုရမှာ အော်ဆိုင်တဲ့ချင်းဘာတဲ့ချင်းဆိုမှတော့ငါပြောပါရပါတယ် ခင်ဗျားလူရှင်တော်ကောင်းတော့မလားလူရှင်တော်ကောင်းတော့တိုင်ရင်ဆိုပဲဒါပဲမျိုးကြီး ဟာဆိုမေတ္တာခိုင်နေပါပြီမေးပါလိုက်ချင် ဟေး မင်းကပို့နေရမှာ ဒါလည်းမရေးခံဘူးအတော့ဘာလဲချင်းပြန်ပေါ်လာတာနေဘာလဲချင်းအဲ့ဒီပေါ့အပိကပြီးပေါ့ ပြီပြီ ဟာငါပြီးမှမတူအဲ့ဒီပြောသွားတာမင်းလည်းချစ်အောင်ငါပြရရင်ဆရာတော်တွေဟောတဲ့တရားတော်တူပဲ လည်းတော့ ရဘလို့ဟော ဆ တော့ ရာတော်တွေကဟောတယ်လေတက္ကမတို့ယောနိတမနတိကာရဘာပဲလုံးလုံးအလုံးလုံးတဲ့နေရာမှာနှလုံးသွင်းမှုရှိမှသိတယ် နှလုံးသွင်းတော့ကောင်းတယ်လို့ဟောတာ အဲ့တော့မင်းသိခမင်းလည်းငါနှလုံးမတွင်းလိုက်ရတော့မသိဘူး မင်းတို့ကလည်းနှလုံးသွင်းတဲ့လူနဲ့နှလုံးတက်တဲ့ကောင်းလေးကြီးပဲ မင်းကလည်းအစိုးကြီးကျွတ်နေတာဟုတ်ပါ အေးသိရှိအာရုံဆိုင်နေမသိလိုက်ဘူး မပူပါနဲ့ကွာနောက်ပိုင်းတာဝင်ငါတာဝင်ထားပါ အနာအကြမ်းမအုပ်ချင်နေ တို့လည်းလောက်အပ်ပေးလိုက်တယ်တကောတော့ပြန်ကြည့်ကြပါ မြောက်ဟာငါတကယ်ကျွတ် ဟောတကယ်ကြည့်လို့ ငါတာဝင်ထားလို့ လုံးမကျွတ်တဲ့နီးလွယ်ပါတယ်ကွာ ဘယ်လိုလဲ ကိုကြီးလုံးဒီပေါ့ ဟာ တကောတော့ပြန် ဒီ ကြည့် တော့တီးပြန်ဆိုနိုင်မလားအားရတယ်တီးပြန်ပါရင်အောင်မောပါရင်တီးနိုင်လား ဟာအောင်မစပ်ပအောင်မ ငါပြီမစင်းနဲ့ရအောင်ဆိုဟုတ်ပြီနော်တော့ပါလားဒီကြုတ်တီးရနာတော့အေး အောင်မချီ 你们有没有吃饭？笑死！ မမျိုးလေးလေးပါ 要不你刚才一个，你နဲ့ချင်းတီတီလာတော့ဂျိုင်းကိုချင်းအခုမပြောမယ် ပြောပါ မတိဘူး မသိလို့မရဘူးဆိုမှာ ရပါတယ်ဆိုရှိမှာအတန်လေးတို့ပြ အတန်တို့ပြန်ဆိုတော့မှာ ဟုတ်ကဲ့ အားရတယ်တို့ပြန် တော့ပါအင်းဟာအချင်းအတန်အတော့ပြောတာဟုတ်တယ်ကဲကြ အချင်းလေးမှာကဲကြပါလို့တော့တခါမှမကြဘူးလား ငါစိတ်မြင်ပြီလားစိတ်ရဲ့အမှန်နဲ့ထွက်သွားတာ ဒီကျဖူးလေးကတော့တော်တော်ကြက်တိတ်တုံးနေတယ် အဲ့ဒီဘာလို့မရဘူးဆောက် ဝါရိတံ ဒီလူရမ်းတော့ရတာမှန်သွားပြီကြာရင် အဲ့ငါရိုးရိုးတော့ကျမကြီးမကောင်းတော့မရမ်းနိုင်ဘူးတော့ပါ အေးလွတ်တော့ပါ ဝါရိတံဒီတလတံနဝတိယဇာနာရေနာကိုတကစီမအိုးဟောပဲရဲ့ဟုတ်ကဲ့လာပါရဲ့ဒါရရမမရှိတဲ့ကိနာယမမျိုးရောပြေကအမအေးဟောလုံးလုံးလုံး သူကအဲ့လိုဆိုတော့ခင်ဗျားတို့ကကြီးတယ် ဘောကြာ အကြီးနဲ့ တော့ကမ ဇော်ရှိကမင်းသား ပြောလိုက်ပါ ဘိုးကြည့်ရင်ကြီးအငယ်ဆုံးလေးဘိုးလက်ဖြစ် တော့ချစ်လောက်တော့ပြီးတော့ပါ ရွှေမန်းတင်မောင်ရဲ့ညီရွှေမန်းဖေထောင်း ကျမကြီးမကောင်းလို့မထောင်းနိုင်ဘူး ဝင်းအောင်ရဲ့တပည့် သူတို့ ဝင်းရောင် ထိုက်ချုပ်လည်းစိတ်ရရှိပြီ ဘာသာရှိန် ဟာ အမဘယ်ဆိုလို့တော့ခင်ဗျကျုပ်မစွန်နိုင်တော့ဘူးမှတ်နေတာ ရတယ် ခင်ဗျရမ်းတန်တော့ရတာစိုင်းနဲ့မရှိတော့တော့သုံးဖြစ်ပါလေလား အန်ကြဘောဘယ်မှာငှမရလို့ပါလာတဲ့စိုင်းနေတော့ကွက်တီပဲ သူ့လိုကငါဘာလို့ပြန်ထီ ငါပြောမှာပဲ ဝါရီတန်အော်မဟာသူကတော့စွန်နိုင်ပါပြီသူကဘယ်လိုစွန်နိုင်ဆိုနေဟုတ်ပြီနော်ဝါရီတန်တီးဖို့ကတတ်တာအောင်ပြီးပါရဲ့ဝါရီတန်အဖိုးကမှကိုယ်တီးပါလားဒီခတိချ ဘာတော့အဲ့လက်ကြီး မင်းသားကဖြစ်တဲ့ ခင်ဗျကကခိုင်းလို့ မင်းသားကဖြစ်တဲ့လူရှင်တော်မ ငင်းငင်းနေသေးဦးရဲ့စိုင်းဒီပါရဲ့ချ
မမေ့ ဝါရိတံဝါရိတံဝါရိတံဟာအစောရငါဝတ်သားတော်မီထွက်ပလာကြည့်တာသမဟာအစောရလည်းနောက်ကနေငုတ်တုတ်ကြီးထိုင်မိုက်ကြီးတွေရင်ဝင်နဲ့ထပ်ပြီးစိတ်ကူးနေနေရင်းနေတာမဟုတ်ဘူး အိုးအဲ့ဒီမိုက်ရောက်တော့တို့အဆူတော်တွေကတောက်ဆန်းကိုမပြတ်ဘူးလေ မချင်းရစီ အာဘယ်ရောက်လာ ပြင်းရပြီကော ဘုရားရှိ ညာ တရားဟောပါရ ဟုတ်ကဲ့ တရားတော်သမ်းပါ ဟုတ်ကဲ့မချင်းရစီ ဟာမချင်းပြောရ ဟုတ်ပြီဟုတ်ပြီဟုတ်ပြီဟဲ့ပါဝါရိတံ အေး စိတ်ကြီးမှလာငါတတ်မှလာမလုံးနဲ့ဖျက်ရုပ်ပြန်စားတာ ရုပ်ကတော့ကြာလေရုပ်နေပဲ ဘုရားရှိ ညာ ညမကြလို့လည်းတို့ကကြားတယ် ဟုတ်လား ညအဲ့လိုအော်လာလေးကိုရှင်းကလေးလေးရသဘောကျနေရတယ်တခေါ်တော့ ငါချော့တိုင်ပြီ ဟုတ်ကဲ့ ဝါရိတံ မင်းသား ညာ အဆူကောင်းလို့ ဟုတ်ကဲ့ ရှင်းလာတဲ့မှာကျုပ်ပါကြီးအလူရှိတယ်သလား လာခဲ့ရမှာလား လာခဲ့ရင်ဒါနဲ့ကိုထိုးတော့ ကိုယ်စရင်ဘယ်လောက်ရိုက်မှာတော့ အခုရနေတစ်ချက်ထိုးခဲ့ရမှာ တော့ပါရပါတယ် အေးရှင်းစရာဟဲ့ ဟုတ်ပြီဒါနဲ့မိုးလင်းတော့ဝါရိတံ အေး တိထေရတံနဝေပိယသနာရညာဝတကစီမ ဟုတ်ပြီ ဥစ္စာပါရဲ့ဟုတ်ကဲ့ဝါပါရဲ့ဒါရမှာမရှိဘူးပညာရပါမြို့ရပြီလား ဟုတ်ပြီ အမညနေနေနေ ဟုတ်မှာ အဝင်မြင်လို့သွားတာကွာ ခိုင်းစမှာဗျာတို့ဘယ်တော့မြင်နေပြောပါဒုက္ခရလဲသူကျန်းရသူဖမှာဒုက္ခတော့ပဲမြင်နေဘဝဆို ရဘူး မင်းတို့ကလူကြရတာတင်ကပုတယ်ပေါ့ လင်းပုတ်ပုတ်လေပေါ့ဟာ သူကပုတာမဟုတ်ဘူး ဟုတ်လား ဖះဟောနဲ့အမြင်မွေးဖွာလာတာ အေးဘူးရောဘာလျှောက်ပြော ဖះကဟောတယ်လေ ဘယ်လိုတော့ ရှင်းသားတို့လောကကြီးမှာပုထုတဲ့လူသားပဲရှိတယ်ရှည်ထုတဲ့လူသားတော့မရှိဘူး အဲ့ဒါမင်းကနောက်စာကြောင်းမဖတ်လို့ အဲ့တော့ ရွာမြောက်စုလူဆောက်ပုတ်တာပဲလားဟာမှာပဲ ပုတ္တတဲ့ကလေးနဲ့ချစ်တရားကောင်းတယ်လို့ပဲကြားဘူးတယ်ရှည်မမနဲ့ခလန်ကလားလို့ပဲပြောတာ အရက်ကိုကခွေးပြုတ်တဲ့တင်းလောက်ရှိတာဆိုတာ ခွေးပြည့်တဲ့ဒုပါ ဒီ ကွာ ခွေးပြစ်တဲ့တော့ မင်းတို့သိအောင်ပြောရရင်ငါတို့ကတစ်ပင်အမျိုးစားနဲ့နှမ်းရင်တို့ကညီပဲပင်မျိုးတွေဗျ အဲ့လိုမရှိမတိုင်းပြောနဲ့ညီပဲမြင်နေပြီဗာမျိုးတော့တယ် ညီပဲပင်နေမြင်ဘူးလား ဒီကွယ် ညီပဲပင်နေပေါ့ရင်ညီကြီးအထက်ကိုတရောင်တပေးတဲ့အထက်ကိုတက်တယ်လား အားရကြမတက်ဘူးပြန်ကြီးကပ်ပေါင်းတယ် အဲ့ဒါဘာလို့လဲ အားလို့ရပါ သူကအောက်ကဥဥစားပိတ်ထားတော့အထက်ကိုမတက်နိုင်ဘူးလေ ဩသဘောပေါက်ပြီးဥပူစားပေးထားလို့ထပ်မယ် ငါလည်းပဲ အေး အောက်ကဥဥစားပိတ်ထားထက်ကိုမတက်နိုင်ဘူးလေ မင်းကတော့တစ်စစ်တောင်လေးပါကွာ အဲ့ဒါကြတော့သူကပြုတ်စားနေကြသိတယ် တစ်စစ်တောင်တော့မှထိတ်ကဘိုးကြိုက် ဒီပိုးကဲကိုမင်းတို့နှစ်ယောက်လူနေတာလေ ပြီးတော့ဘိုင်းပြီးတယ် နေပါအောင်ဆိုရှိမင်းကရက်ပုလို့မြေပဲပင်မျိုးဟုတ်လား ဟာလေ ငါတို့ကလည်းအရိုက်ရှင်မြေမဲ့ထမ်းပင်မျိုးဗျ ညီမကအမြင်ကြီး အပင်မြင့်တဲ့လောက်ပြုတ်နေအောင်ပြီးတာဗျ အဲ့ငါပဲပြန်လာပြီ ဟိုဆိုရှိ ညာ တလုံးလောက်စိုးအောင်မလား ရှင်းကြကြီး ရှင်းမကြိုက်တာဆိုရင်ကျုပ်ရှိလား အဲ့ဒါကလည်းကြက်ဖောက်ထားတာ တော့မြင်တော့ပြတ်သွားသေးတယ်မမသူသေးရော ရ သူကနှစ်ပေါက်ဖြတ်မင်းသားတွေမှာ online နဲ့အတန်ပြည့်ဟောပြသွားတာရဲ့ရတယ်အဲ့ဒီနှစ်ပေါက်ဖြတ်ဦးလေးတစ်စင်တိုးဒီမှာမကြည့်ဂျီဟေး ဥယေ မမေယူရမ ငါညီပဲပဲအမတ်ရလို့ပါကွာ ဒါထမ်းပင်အတိတော်ညိုသည်တဲ့ပြီးတာ အဲသူစားဘူး မမေကသူစားဘူးလေသူ့ဘက်ကလည်းလိုက်ပြောရနေ လောက်ပါ ရန်ကုန်လုံးမှာဟောပိတ် ဒီခ စိုက်ကပညာမိဒီကလည်းဆုံးရဆိုဝတိယကတိကသူစားလို့ထွေးကြပြစိုက်ကပညာမိဒီကလည်းဆုံးရဆိုဝတိယကတိကအပကထွေးကြပြစီလာဝမမလည်းယောမလေးကယဉ်ကျေးလာတဲ့ဆရာစီမမဝမမလည်းယောမလေးကယဉ်ကျေးလာတဲ့ဆရာအသက်ကိုနဲ့ကျော်ကြီးဒီပတ်တယ်ရော ဒါမျိုးနဲ့ ကျော်ကြီးဒီပတ်တယ်ရောအသက်ကိုနဲ့ကျော်ကြီးဒီပတ်တယ်ရောအသက်ကိုနဲ့ကျော်ကြီးဒီပတ်တယ်ရောဆန္ဒတွေညွတ်လာတွေကိုနာတွေတကယ်ပဲ
စီမစန္ဒရီမြို့နာရီကိုနာရီတကဘာစီမဟုတ်လို့လေကိုရမဟုတ်လို့လေပေါ်လာမဘယ်ရမှမရှိတာဒီစရကမြို့ရပြီလားအမေ ခစ်တကျတော့မခစ်တကျ ခေတ္တချင်းကတော့ဘယ်လဲမှာတော့ လောက်ဆမ်းမှာလူငယ်တွေပြင်းနေပြီအိတ်ချင်နေပြီအိတ်ချင်နေတဲ့ပရိသတ်ကို တုံးလုံးဖြစ်သွားအောင် ခါလေးတွေ